จะมาว่าล่ะลูมีล่ะว่าบุเนาะว่าล่ะไปล่ะอโตเวลาเปียวเปียวว่าล่ะไปล่ะอโตเวลาว่ามันไปอโตเนี่ยဟုတ်တယ်အတူနေမှတရားတယ်နဲ့အခုကြည့်နေတော့မသိဘူးပေါ့အခုကြည့်နေတော့တော်ကြည့်ပေါ့ဒါအစီပဲမနော်အခုလာပြောနေလို့တော့ခင်မိုးဆိုတော့အတူမဟုတ်ဘူးပေါ့နော်ဒါကျမအစီပဲမနော်ကျမထားပြသိနေပြီးသားပဲအမလီအဖေကြောင့်ရပြရတာဘာမှမဆိုင်ဘူးနဲ့ကြည့်ဘူးကိုကိုလို့နဲ့အဖေထဲရပါဆိုင်တယ်ကိုကိုလို့နဲ့ဟမ်ဆိုဘူးနမမောနဲ့ကိုအဖေထဲရလဲအကိုရရလဲကိုကိုလို့ကြင်ပါဆိုင်လို့နဲ့တချို့လူကအဲ့လိုမျိုးပေါ့ကွာအဲ့လိုမျိုးဖောက်ထဲမှာလို့တမျိုးဟိုဗာလဲအပြင်မှာလည်းတမျိုးအဲ့လိုမျိုးကိုယ်လည်းမျိုးမဟုတ်ဘူးကိုယ်လည်းတော့ကျင်ပေါ့အဲ့ဒါအစီပေါ့ဒီမှာလေလမ်းလွန်းနေတဲ့ဒီမှာကျမပဲဘုံတော့တူကျင်အစီပေါ့နော်ဖောက်အပြင်ထွက်မှာလေကျမပဲဘုံတော့နော်တချို့လူကအဲ့လိုမျိုးလိမ့်စားရှိတယ်ဘုံတော့ဖောက်ထဲမှာဆိုတော့ကိုယ်အရွယ်ပဲအပြင်မှာတော့တွေ့ဆိုတော့အဖွားကြီးအရွယ်နဲ့အဲ့လိုမျိုးရှိတယ်လေမဟုတ်လားဒါတော့စင်တော့တွေ့ပြီးမဟုတ်လားဒါတော့တူကျင်ဒါအစီပဲဘုံတော့ဒါ你们二月，边对的里面二月我们好了，那里面，多呗，大修的呢，我们里怎么边嘛了不是台嘛的嘛标的呢，怎么起铺高呢不喏，台的嘛标的喏。သူပြောတယ်ဗာလဲခွန်မြမလားဆွဲမဟာဘုအဲ့လိုမျိုးပြောတယ်ဘောနော်ချောတယ်ဘောနော်ကျမပြောတယ်သူပြောတယ်နော်သူစားစမကျမတခါနဲ့ဆေးဝင်းသွားရေချူပြီးတခါလဲကျမသွားတော့အမလီသူပြောတယ်အရန်လာတယ်နဲ့အဲ့ဒီအတော်အားထိုင်းမတကြောင်ပြောနေဘောနော်အရန်လာတယ်သူပြောတယ်နဲ့ကျမရောက်ကြီးနဲ့အပြင်နဲ့ဆိုတော့ဒီလိုပဲဘောနော်အဲ့ဒီမျိုးထိုင်းမလိုမှပြောသေးဘောနော်ကျမအရင်လာတယ်အဲ့လိုမျိုးသူတို့ပြောတာပေါ့နော်သိလားနော်ထိုင်းမှလို့မပြောတာပေါ့အပြင်မှာယောက်ျားလေးဆိုဘယ်လောက်ကြွေမလဲနော်အဲ့လိုပြောဘယ်လိုသိလားယောက်ျားလေးဆိုဘယ်လောက်ကြွေမလဲအပြင်မှာအသေးများထောက်ပြီးမသိဘူးကျမပြတာကျမမသိဘူးပြောလည်းမပြောပြဘူးကျမလို့ရှိနေတာအသေးပဲမသိဘူးထိုင်းပဲမှလည်းမမေ့ဘူးပြောပြလို့မရဘူးရှင်တို့တရားကြောက်လေလူမလုံးဘူးလားလူမလုံးဘူးကျမဆိုင်မှာယောက်ျားလေးမလုံးကျမဆိုင်မှာမိန်းကလေးတဲ့သေးပဲယောက်ျားလေးလည်းမယူဘူးနော်ဒီအလောယောက်ျားလေးလို့မရဘူးမိန်းကလေးပဲလို့ရမယ်အသေးဝိုင်းထောက်ပြီးအသေးဝိုင်းထောက်ပြီးအသေးကလည်းလာပြီးရကြည့်ဟာဘောအကူလို့မှာ
သေးကိုလေးလို့လားအော်ချက်ပေးလေမနေ့ဖြန်အသေးကြိုးစားမလို့နော်မနေ့ဖြန်အသေးကြိုးစားမလို့ပြီးရောဒီအထဲမှာထည့်ထားလိုက်မျိုးနော်အသေးနေလာလို့ဘီလီဖြစ်ရှင်တာအသေးပဲဦးလေပင်းလေးလာထုတ်ပင်းလေးလာထုတ်ပင်းလေးအော်လေးလိုချင်တော့လာယူအထဲမှာဝင်သွားပြီးတစီနဲ့လက်ညောင်လို့အထဲမှာထည့်ထားလိုက်တယ်ဖော်အားကိုတော့မှလိုင်းလုံးပြောလာပြီလို့ဖော်လိုင်းလုံးလာဖော်အားအမြန်ကုန်နေတယ်ဦးခိုင်ဘတူလဲကျေးဇူးပါအမလီအသေးနဲ့ပြင်းနေ